ခါမှလည်းဒီလိုပဲပေါင်တာကုမ္ပဏီတစ်ခုရှိတယ်အဲ့ဒီပေါင်တာကုမ္ပဏီကတော်တော်ရောင်းရတယ်သူကတစ်နှစ်ကိုတန်း20လောက်ရောင်းရတယ်ဒါနဲ့စီးပွားကစိုက်သွားတဲ့ခါကျတော့သူ့အယောင်းတွေကျသွားကျသွားတော့မှသူ့ကုန်ပစ္စည်းတွေကိုတခါလဲ promotion လုပ်ချင်တာဘယ်လိုလုပ်ရမလဲဆိုတခါလဲအစည်းအဝေးခေါ်CEO တွေပါတယ်မန်နေဂျာတွေပါတယ်အင်ဂျင်နီယာတွေပါတယ်မားကတ်တင်းတွေပါတယ်အကုန်လူ300လောက်ရှိတယ်အဲ့အစည်းအဝေးမှာဥက္ကဋ္ဌဘယ်လိုလုပ်ရင်ကောင်းလဲဆိုအကြံပေးပါဆိုပြောကြဟာဒီဇိုင်းရရိုးနေပြီဒါကြောင့်ဒီဇိုင်းအသစ်ထွင်ရမယ်မားကတ်တင်းသမားဟာဂျပန်တို့ဟာကြော်ညာ TV တွေသတင်းစာတွေမှာကြော်ညာဂျာနယ်မဂ္ဂဇင်းတွေမှာကြော်ညာတာငွေသုံးတာနည်းနေတယ်ဒီတက်ငွေအများကြီးသုံးသင့်တယ်နောက်ပြီးတော့ဒိုးတူဒိုးစစ်ဆန်တဲ့ခါလဲကာစတမာတွေရှိအောင်စားသုံးသူတွေလက်ထက်ကိုတိုက်ရိုက်ထည့်နိုင်အောင်ကြိုးစားရမယ်ဟာသူတို့အမျိုးမျိုးတခါလဲအကြံဉာဏ်တွေပေးကြဥက္ကဋ္ဌစိတ်တိုင်းမကြအဲ့ချိန်မှာအခန်းတော်မှာခန့်ငယ်ငယ်ကောင်မလေးတယောက်ကမရဲတရဲလေးနဲ့ထသူကအလုပ်ဝင်တာ3-4 လပဲရှိသေးတယ်ဥက္ကဋ္ဌကြီးရှင်တဲ့ကျမရောအကြံပေးလို့ရလားတဲ့ဟာမင်းဒီအစည်းအဝေးကိုတက်ခွင့်ရတာဟုတ်လားဟုတ်ပါတယ်တဲ့ကျမအယောင်းဝင်နှမ်းပါတဲ့ဒါကြောင့်ကျမအစည်းအဝေးဖိတ်ကြားခံလို့ကျမလာတက်တယ်မင်းအစည်းအဝေးဖိတ်ကြားခံဆိုမင်းလည်းဒီအစည်းအဝေးမှာပါနေမင်းပြောခွင့်ရှိတာပေါ့တဲ့ပြောပါတဲ့ဥက္ကဋ္ဌကြီးရှင်တဲ့ကျမတော့တဲ့အလုပ်ဝင်တာလည်းမကြသေးတော့အတွေ့အကြုံတော့မရှိပါဘူးတဲ့ဒါပေမဲ့ဒီကိစ္စမှာတော့ကျမအကြံပေးခြင်းနဲ့တဲ့ပေးပါတဲ့မင်းလွတ်လွတ်လပ်ပေးပါရပါတယ်တဲ့ကျမအကြံပေးရမယ်ဆိုရင်တဲ့လက်ရှိပေါင်နာဘူးတဲ့3 ပုံ 1 ပုံလောက်ချဲ့လိုက်ပါဟာဥက္ကဋ္ဌရသဘောကျတယ်လက်ခုပ်စားကြည့်ကျန်တဲ့လူကဖြောင်းဖြောင်းလက်ခုပ်လိုက်ကြည့်ဘာလို့ဒီမှမသိနောက်မှတွေးပြီးတော့ကြည့်ရပေါင်နာဘူးကို3 ပုံ 1 ပုံချဲ့လိုက်တဲ့အတွက်ခါတိုင်းနဲ့ပူကုန်တာပေါ့ပေါင်နာဘူးတဘူးကို1 လ 3 တဲ့ကောင်ကအပေါက်ပူချက်လိုက်တဲ့အတွက်1 လ 2 ဘူးသုံးရပြီလေသူဒီပေါင်နာဘူးကိုကြိုက်နေပြီဒီမဲ့အမျိုးစားလည်းမသုံးနိုင်တော့1 လကိုသူကပေါင်တာခါတိုင်း1 ဘူးသုံးတာအခုဘယ်လောက်သုံးရ2 ဘူးသုံးရတယ်လေအဲ့တော့တန်း20ရောင်းရတယ်ဆိုရင်အခုဘယ်လောက်ရောင်းရမလဲတန်း40ရောင်းရပြီလေတပြားမှမကုန်အတွေးလေးတစ်ချက်တည်းအဲ့ဒီအတွေးလေးတစ်ချက်တည်းကတန်းမောင်းရတော့တန်းဒါကြောင့်မလို့တွေးပါလူနဲ့တလိษံခြားနာတာအဲ့အတွေးကြောင့်ခြားနာတာတလိษံမတွေးဘူးလူကတွေးတယ်ဒါမှမဟုတ်တချို့တလိษံတွေကလူတွေးတတ်တယ်လူအတုခိုးတာတွေလို့ရှိဒါမှမဟုတ်လူမတွေးတာဘူးလူမတွေးတတ်တယ်ကောင်းတာဆိုတာ तू မသိဘူးဒါကြောင့် तू ကတလိษံဖြစ်ပြီးကျွန်တော်တို့ကလူဖြစ်တယ်လူလို့အပြောခံရင်ကျွန်တော်တို့ကအုံနောက်ပါအဲ့ဒီအုံနောက်ဆိုတာတွေးဘူးအဲ့ဒီအုံနောက်ဆိုတာတခါတည်းအမိုက်ဘုံမဟုတ်ဘူးမဟုတ်တာတွေရောဟုတ်တာတွေရောအကုန်စုပြုံထဲပြီးတော့တောကတွေရောဒုက္ခတွေရောစိတ်ညစ်စရာတွေရောမဟုတ်တာတွေရောအကုန်လျှောက်ထဲပြီးတော့ထားဖို့မဟုတ်ဘူးအုံတော့ဆိုတာတွေးဖို့ဒါကြောင့်တွေးပါလို့ကျွန်တော်ပြောတာဒါနဲ့ပတ်သက်လို့ကျွန်တော်အတွေးလေးတစ်ခုပေါ့နော်တခါကျတော့အတွေးကအဖြောင့်တွေးရတာရှိတယ်ဘာမှကိုယ့်ရဲ့ဟိုတိထားတာမြင်ထားတာတွေမပေါင်းမနဲ့တခါလဲအဖြောင့်တွေးရတာရှိတယ်တခါတော့ကအီတလီနိုင်ငံမှာကုလသမဂ္ဂတန်အရာရှိတွေကိုသင်တန်းပေးတဲ့ကျောင်းတစ်ကျောင်းရှိအဲ့ဒီကျောင်းတစ်ကျောင်းမှာကျောင်းကြီးကသူတို့မေးတယ်မေခွန်း3 ခုမေးတယ်အဲ့ဒီမေခွန်း3 ခုအဲ့ဒီကတန်တမန်အရာရှိတွေမဖြေနိုင်ဘူးအဲ့ဒီတန်တမန်အရာရှိတွေကလည်းဖြေသူမဟုတ်ဘူးနာမည်ကြီးတက္ကသိုလ်က PhD ဘွဲ့တွေ MSc MA ဘွဲ့တွေရထားတဲ့လူတော်တွေကြီးပဲပါမောက္ခရမေခွန်း3 ခုမေးတယ်နံပါတ်1ရေခဲတစ်တာတဲ့ဟိုတဲ့စင်တဲ့တစ်ကလေးကိုဘယ်လိုထည့်မလဲတဲ့ဟိုကောင်ကြီးစဉ်းစားတယ်ဒီမေကွန်းကတော်တော်ဘောလွယ်မလို့နဲ့လက်ခက်တယ်လို့ဘာမှမသိဘူးသူတို့နဲ့လည်းဘယ်လိုမှမပတ်သက်ဘူးပေါ့ဒုတိယမေကွန်းတော်မှာတဲ့ရှင်သေးရဘယင်ပဲတဲ့အဲ့ဒီဘယင်ရှင်သေးရအစည်းအဝေးခေါ်ရင်ဘယ်ကောင်းမှမတက်ဖက်မနေရဘူးတဲ့တခါတော့တဲ့တလိษံအချို့ကအစည်းအဝေးလာမတက်ကြဘူးတဲ့ဘာဖြစ်လို့လဲနံပါတ်3မေးဖို့တော်မှာတဲ့မြစ်တစ်မြစ်ရှိတယ်တဲ့အဲ့မြစ်ကတော့ရေတိမ်တိမ်လေးပဲတဲ့ဒါနဲ့မိကောင်း9 ကောင်တောင်းချမ်းနေတယ်တဲ့လူတွေဖြတ်လို့မရဘူးဒါနဲ့လူတွေကဒီမြစ်ကိုဖြတ်ပြီးမှလူရရောက်နိုင်တာဖြစ်တဲ့အတွက်မသွားလို့လည်းမရဒါဖြင့်ဘယ်အချိန်မှဖြတ်မလဲတဲ့
အဲ့ဒီမေကွန်းသုံးခုမေးတယ်မေးတဲ့ခါကျတော့မျိုးစုံဖြေကြတယ်ကြောင်းကြီးကသဘောမကျလာမင်းတို့လိုက်ခဲ့ဆိုတော့မူကြိုကျောင်းကိုခေါ်သွားမူကြိုကျောင်းခေါ်သွားပြီးတော့မူကြိုကျောင်းမှာအဲ့မေကွန်းသုံးခုလည်းမေးတော့ခလေးတွေအကုန်သိတယ်ဟာသူဖြေမယ်ငါဖြေမယ်သူဖြေမယ်ငါဖြေမယ်လက်ညှိုးတွေထောင်းတယ်ခုနတန်ရာရှိတွေမဖြေနိုင်တဲ့မေကွန်းတွေသူတို့အကုန်ဖြေနိုင်နေပြီအကုန်သိနေအလူရဲ့ဖြေမယ်လို့အဲ့ဒါနဲ့ကဲပထမဆုံးလက်ညှိုးထတော့ねဟိုတောင်းခလေးဖြေသန်းဆိုပထမဆုံးမေကွန်းဖြေဆရာကြီးတဲ့ပထမဆုံးမေကွန်းကရေခဲတစ်တာတဲ့ဟိုတဲ့စင်နဲ့တစ်ကလေးဘယ်လိုထက်မလဲဆိုတာသူဖြေမယ်တဲ့ကဖြေတော့ရေခဲတစ်တာတဲ့ကိုတဲ့စင်နဲ့တစ်ကလေးကိုတဲ့တကားပွင့်ပြီးထည့်ရပါမယ်ခင်ဗျာဟုတ်တယ်လေရေခဲတစ်တာတဲ့ထည့်ရင်တကားပွင့်ပြီးပဲထည့်ရမှာဗောဘယ်လိုထည့်မလဲဒါပဲနဲ့ခုနတန်ရာရှိတယ်ဘယ်လိုတွေးနေ तू က mindset ဖြစ်နေ तू စိတ်မှာရေခဲတစ်တာဆို10ပေ3ပေလို့ तू ကမြင်ထားတာ तू စိတ်ထဲမှာဒါကြီးကဆွဲနေ10ပေ3ပေဆွဲနေတော့ဒီစင်ကြီးနဲ့တစ်ကလေးကို तू ဘယ်လိုထည့်ရမှာမသိဘူးချို့ပဲထည့်ရမလားဘယ်လိုထည့်ရမှာမသိဘူးခလေးကတော့ရှင်းရှင်းလေးပဲရေခဲတစ်တာတဲ့ထည့်ရင်တကားပွင့်ပြီးထည့်ရမယ်ဒါပဲ तू တွေးတာဒါပဲတွေးတယ်ကဲဒုတိယမေကွန်းဖြေသန်းဆိုတော့ဟာကျမဖြေမယ်ဆိုခလေးမလေးတယောက်လက်ညှိုးထောင်ကဲဖြေတောပြင်ချင်းသေးအစည်းဝေးခေါ်တဲ့ချိန်မှာတဲ့သားကောင်တကောင်မတက်ပါဘူးတဲ့အဲ့ဒီနှစ်ကောင်အားတဲ့ချင်းသေးနဲ့တစ်ကလေးပါတဲ့ဘာဖြစ်လို့လဲဆိုတော့တဲ့သူတို့ရေခဲတစ်တာတကားဖွင့်ပေးမဲ့လူမရှိလို့ပါခလေးကဖြောင်းဖြောင်းတွေးလိုက်တာအဲ့တော့တတိယမေကွန်းကဲမိချောင်းတွေပေါ်တဲ့ဒီမြစ်ထဲမှာဘယ်အချိန်ဖြတ်မလဲရှင်သေးကြီးအစည်းအဝေးခေါ်လို့မိချောင်းတွေအစည်းအဝေးသွားတက်တဲ့အချိန်မှာဖြတ်ပါမယ်ဒါလေးတွေအတွေးလေးတွေအဲ့ဒီအတွေးလေးတွေကတခါကျဖြောင်းဖြောင်းတွေးရတာရှိတယ်တခါကျကွတ်ကောက်တွေးရတာရှိတယ်ဒါနဲ့ပတ်သက်လို့ခက်တယ်လို့ထင်ရတဲ့မေကွန်း၃ခုပုံပြင်လေးတစ်ခုရှိတယ်တခါတော့နေသားကြီးတယောက်ကသူ့နယ်မှာတထေးတယောက်ရှိတယ်အဲ့တထေးကြီးအရမ်းရက်ရောတာအဲ့လိုရက်ရောတဲ့အတွက်တခါလူချစ်လူခင်များတထေးကြီးမွေးနေပဲကျင်းပတော့တခါလည်းအနေနဲ့ရလာပြီးလက်ဆောင်တွေပေးကြလူတွေကလည်းအများကြီးလာတထေးကြီးရက်ရောကျွေးရစီစီကားကားကြီးဖြစ်တော့နေသားကြီးမနာလို့ဖြစ်တော့ဒီကောင်တထေးလာမင်းဘာလုပ်တာမွေးနေပဲကျင်းပတာမင်းမွေးနေဘက်မှာဒီလောက်လူအများကြီးနဲ့မင်းငါ့ကိုပုံကံဖို့လူစုနေတာဟာမဟုတ်ပါဘူးကျွန်တော်ရိုးသားသားလုပ်တာမလို့ချင်းမင်းငါ့ကိုပုံကံဖို့လူစုတာအေးငါမင်းကိုဒီလိုတတ်လိုက်မယ်ဆိုရင်တော့ငါမတရားရောက်မယ်အဲ့တော့ငါတရားမျှတမှုလည်းရှိအောင်ငါလုပ်ချင်အဲ့တော့မင်းငါမေးတဲ့မေကွန်း၃ခုကိုမင်းဖြေရမဖြေနိုင်ကောင်းဖြတ်တာအဲ့မင်းမေကွန်း၃ခုဖြေသူမေးတဲ့မေကွန်း၃ခုလည်းမေးရောတထေးကြီးစကြိုးကြသွားတယ်မဖြေနိုင်ဘူးအဲ့ဒါသူစိတ်ငြိမ်ပြီးပြန်သွားပြီးတော့သူ့နေရာသူ့ကိုရမ်းချစ်ကြတဲ့ခါကျသူရှိနေတဲ့ခါလဲပေးနေကျွေးနေဝေငှနေဒုက္ခရောက်တဲ့လူတွေကအကူကြီးတွေသူ့စီသွားတောင်းအဲ့လိုဖြစ်နေတဲ့ခါကျသူ့ကိုချစ်နေကြဒီလိုလဲသတင်းကြရောတထေးကြီးကသူမနေရတော့တေးရတော့မယ်ဘာညာပြောတာဟာအဲ့လိုဆိုရင်ကျွန်တော်တို့ကူညီမယ်အေးဒီတထေးကြီးရဲ့နယ်ပယ်ထဲမှာပညာရှိတဲ့ကောင်ရှာသန်းအဲ့လိုလိုက်ကြတော့တထေးကြီးနဲ့ရွှေမျိုးနီးစပ်တော်တဲ့လူတယောက်က तू ကစာဖတ်တယ်အတွေးခေါ်ရှိတယ်ဉာဏ်ပညာရှိအဲ့တော့ तू ကလာပြီးတော့တထေးတွေ့တထေးပြောပါဦးကျွန်တော်ဘယ်လိုလုပ်အောင်လဲဘာကူညီရမလဲမကူညီနိုင်လို့ကျွန်တော်သိရင်လဲတထေးကိုစားကျွန်တော်အသေးခံလိုက်မယ်တထေးတော့မသေးပါနဲ့တထေးသိအများကြီးဆုံးရှုံးနေတာအဲ့တော့တထေးရဲ့ကျွန်တော်အကူညီပေးလိုက်ပါတထေးရဲ့အဆောင်ရောင်နေတထေးရဲ့လူအုပ်တွေတထေးလိုပဲကျွန်တော်ရမောင်းလဲတူတယ်ဆိုတော့ရုပ်ဖြတ်ပြီးကျွန်တော်နေသားကြီးစီသွားမယ်အဲ့နေသားကြီးစီသွားတယ်ကွာမေကွန်း၃ခုက तू သိထားပြီးပြီ तू ကကြိုးတင်ပြင်ဆင်သားပြီးပြီအဲ့ဒီမေကွန်း၃ဟိုလဲရောက်တော့နေသားကြီးမိတ်ကပ်တွေပိုင်းနဲ့ရုပ်ဖြတ်ထားတော့သူ့ကိုတထေးကြီးလိုပဲထင်တယ်အဲ့ဒါနဲ့မင်းလာပြီလားတဲ့ငါမေးတဲ့မေကွန်း၃ခုကိုမင်းဖြေနိုင်ပြီပေါ့တဲ့ကောင်းပြီတဲ့မင်းမဖြေနိုင်လို့ကတော့ဒီနေ့ level ပြတ်ပဲကဲနံပါတ်1မေကွန်းဖြေတယ်အရှင်နေသားမင်းပြန်မေးတော့မူပါတယ်ကဲဒီလိုဆိုရင်နံပါတ်1မေးကိုငါမေးမယ်ငါဘယ်တော့သိမလဲပြောစမ်းဘယ်လိုဖြေမလဲ
ngà bà rót tìm là biểu rằng rồi hoa rồi là cụ bếp giảm xí lại đấy à xin để ra mình nhẹ nó không hoa mà quê nuôi thuần này đấy lì rất đắt đó là chỉ tìm mà bà về tại vì mà bố mình thì à bà bố đấy ấy thì lì rất đắt đó là chỉ xin để ra mình tìm ấy những lúc mình học đã mà mẹ là dù lắc hàng lại đấy có mi là tụi mình làm ăn mấy công chuyệnပြန်မေးပေးပါငါကဘာကိုတပတ်ပတ်အဲ့ဒီငါကဘာကိုတပတ်ပတ်ဘယ်နှနာရီကြာမလဲဘယ်နှစ်ရက်ကြာမလဲပြောသားသူကတကယ်ပတ်တယ်မှမဟုတ်ပါသူပါဇက်ကရှောက်ပတ်နေအဲ့ဒါကိုပညာရှိရဖြေရအရှင်မင်းကြီးဟာနေထွက်တာနဲ့အတူနေနဲ့လိုက်ပြီးတော့ကဘာကြီးကိုပတ်မယ်ဆိုလို့ရှိရင်အဲ့ဒီကဘာတစ်ပတ်ပတ်မိတဲ့အချိန်မှာ24နာရီရှိပါမယ်အရှင်မင်းမြို့သားမင်းကြီးကဘာတစ်ပတ်ပတ်တဲ့အချိန်24နာရီကြာမယ်ဟာဒါလည်းဟုတ်တာဒါလည်းလက်ခံလိုက်ရတတိယမေခွန်းဖြစ်ကဲမင်းဒီတစ်ခါမဖြေတော့ခေါင်းပြတ်လို့ပြန်မေးတော်မူပါကဲကောင်းပြီငါမေးမယ်အခုငါစိတ်ထဲမှာဘာဖြစ်နေလဲပြောစမ်းမပြောတိုင်းပဲငါတောက်သူ့စိတ်ထဲမှာဘာဖြစ်နေတယ်ဆိုတော့ပြောခိုင်းတာလွယ်ပါမလားဒါမှမဟုတ်ဟိုကတော့အေးစေးပဲအခုတဲ့အရှင်နေသားမင်းရဲ့စိတ်ထဲမှာကျွန်တော်မျိုးဘာပြောမဟုတ်ဘူးလို့ပြောမယ်လို့စိတ်ကူးထားပါတယ်ဒါလည်းမှန်မယ်ဒါတော့ तू ကလင်ကြီးလှုပ်ပြီးတော့မလုပ်ဘူးမှန်တယ်ဒီကောင်ဒီတစ်ခါပြောလို့ကတော့ तू ဘာပြောငါမဟုတ်ဘူးလို့ပြောမယ်ဆို तू အပိုင်တွက်ထားတာအဲ့ဒါမှန်အောင်ပြောနိုင်တဲ့အတွက် तू ကချမ်းသာပေးလိုက်အဲ့တော့မှ तू ရှင်းပြလိုက်တယ်အရှင်မျိုးသားမင်းတထေးကြီးဒီလိုမဟုတ်ပါဘူးဆိုပြောပြတော့မှတဏှာကယုဏသက်စွာနဲ့ပြန်လွတ်လိုက်တယ်ဒီနေရာမှာတွေးတဲ့ခေါ်တတ်တာအသက်ကိုကယ်နိုင်တယ်ဆိုတာဒီအတွေးခေါ်နဲ့ကယ်လိုက်တာတခါတည်းကျတော့ကျွန်တော်တို့ကဒီနေရာမှာဒီခုနပြောသလိုအဖြောင်တွေးရတယ်ရှိတယ်တခါကျတော့ဟိုတောင်ပြောင်းတွေးရတယ်ရှိတယ်တခါကျတော့ကျွန်တော်တို့ကဟိုညံစမ်းထုတ်ပြီးတော့ဟိုကိုခေါင်းနဲ့ထုတ်ပြီးတွေးရတယ်ရှိတခါတော့ကလူတယောက်ရှိတယ်သူကအုတ်ထုတ်ပြောင်းတယ်ချင်းထဲမှာအုတ်ထုတ်နှလုံးဟိုအုတ်ထုတ်တွေအပြည့်ပေါ့ချင်းထမ်းပြီးအုတ်ထုတ်သွားရောင်းအိမ်ကနေထွက်လာဘယ်ကိုထွက်လာဆိုဈေးသွားရောင်းအိမ်နဲ့ဈေးကဝေးရွယ်နေရလဲအရန်ပူတော့ဒီတောင်းကြီးကိုထမ်းလာတဲ့ခါကျတော့အကွင်းငယ်လဲရောက်တော့ညောင်မင်းကြီးတပင်ရှိတယ်အဲ့ညောင်မင်းကြီးကသူအရန်မောနေတဲ့ခါကျတော့တခါလဲညောင်မင်းကြီးမှသူခဏနာပြီးတော့စောင်းလာတဲ့အုတ်ထုပ်ကလေးရင်ဘတ်ပေါ်တင်မေးကနေပျော်သွားအဲ့ရလဲထကြည့်လိုက်တော့သူ့ချင်းတော်ထဲမှာအုတ်ထုပ်တစ်လုံးမှမရှိတော့ဟာဘယ်ရောက်သွားလဲပေါ့ဒါနဲ့ဒီလူကစာဖတ်တယ်တွေးတတ်ခေါ်တတ်အဲ့ဒါနဲ့သူကဘယ်ရောက်လဲကြည့်လိုက်တဲ့ခါကျတော့ညောင်မင်းပေါ်မှာမြောက်တွေတယောက်တစ်လုံးစောင်းထားတယ်ဗျာအုတ်ထုပ်ကဲအဲ့ဒီမြောက်တွေခေါင်းပေါ်အုတ်ထုပ်ကိုဘယ်လိုပြန်ယူငါပြောသေးတော့မကျွေးနဲ့နော်အုတ်ထုတ်ဖို့တဲ့ပူကြသွားလိမ့်မယ်အဲ့တော့ तू ကစဉ်းစားတယ်မြောက်တွေကအတူခိုးတတ်တယ်အဲ့ဒါနဲ့ तू ကမြောက်တွေမြင်သာတဲ့နေရာကိုထွက်လိုက်ပြီးတော့ तू ကအုတ်ထုတ်ဆောင်းလိုက်မြောက်တွေကလည်းဆောင်းတာသူကအုတ်ထုတ်ချွတ်တယ်ခေါင်းကုတ်မြောက်တွေကလည်းအုတ်ထုတ်ချွတ်တယ်ခေါင်းကုတ်ပြီးတော့ तू အုတ်ထုတ်နဲ့ရက်ခတ်မြောက်တွေကလည်းသူ့လိုပဲအုတ်ထုတ်နဲ့လိုက်ပြီးတော့ရက်ခတ်အဲ့ဒီရက်ခတ်တာအိုက်တယ်အလကားပဲဆိုတော့စောင့်ပြီးတော့ तू လှုပ်ပလိုက်မြောက်တယ်လည်းလှုပ်ပလိုက်အဲ့ဒါနဲ့ तू ကမြောက်တယ်လှုပ်ပြတဲ့အုတ်ထုပ်ကိုကောက်ပြီးထွက်သွားဇလန်မပြီးသေးဘူးနောက်နှစ်20ကျော်ကြာတဲ့ခါကျတော့အဲ့ဒီအုတ်ထုပ်ရောင်းတဲ့အဖိုးကြီးရဲ့မြေကအုတ်ထုပ်ဆက်ရောင်းနေတဲ့ခါကျတော့သူ့အဖိုးလိုပဲ तू ကအုတ်ထုပ်တည်းလာနေဘူးကြီးတဲ့လာတော့အလေကောင်မှာညောင်မင်းသူ့အဖိုးတဲ့မေးအိတ်ခဲ့တဲ့ညောင်မင်းရောက်သွားသူ့အဖိုးလိုပဲ तू ကမေးအိတ်သွားနိုးလဲလာအောင်အုတ်ထုပ်တွေလုံးဝမရှိဘူးကြည့်လိုက်တဲ့ခါကျတော့မြောက်တွေကတယောက်တစ်လုံးဆောင်းတာအဲ့တော့ तू ကအေးပဲသူ့ဘိုးကသူ့ကိုတင်ထားတယ်သူ့ဘိုးကဒီဖြစ်ပျက်တွေသူ့ကိုပြောထား तू ကစိတ်မပူပါဘူးအေးစေးပဲ तू ဘယ်လိုလုပ်အောင်မလဲဆို तू သိတယ်အဲ့ဒါနဲ့မြောက်တွေမြင်သာတဲ့နေရာထွက် तू ကအုတ်ထုပ်ကိုချုပ်ပြီးခေါင်းကုတ်
မြောက်တဲ့အုတ်ထုတ်ချုပ်ပြီးတော့ခေါင်းကုတ်ပြီးတော့အုတ်ထုတ်နဲ့ရက်ခတ်မြောက်တွေကလည်းအုတ်ထုတ်နဲ့ရက်ခတ်အုတ်ထုတ်နဲ့ရက်ခတ်တာမအေးဘူးဆိုတော့လှုပ်ပြစ်မြောက်တွေကအဲ့ဒီချိန်ကျတကောင်မှလှုပ်မပြစ်တော့ဟာပြဿနာပဲသူ့ဘိုးတင်ထားတာတစ်မျိုးအခုပြဿနာတစ်မျိုးသူ့ဘိုးတော်ကဒီလိုပြည့်ရင်မြောက်တွေကလည်းလှုပ်ပြစ်မယ်ကောက်သွားမယ်ပေါ့အဲ့လိုသူဘာလို့မှမသိဘူးဖြစ်နေတော့မှမြောက်တကောင်ပြေးစင်လာပြီသူတို့ကိုလှစ်ခနဲ့ယူသွားပြီးတော့မှသူ့နာကပ်ပြီးပြောသွားတယ်ကောင်လေးတဲ့မင်းမာကြီးပဲအဘိုးရှိတာမဟုတ်ဘူးနော်တဲ့ငါတို့မှလည်းအဘိုးရှိတယ်ဆိုတာမမေ့နဲ့တဲ့အဲ့တော့တွေးတာလေးတွေပေါ့နော်တခါလေကြတော့ကျွန်တော်တို့ကဟိုပေါ့တခါတည်းကျကိုယ့်ဘက်ကတွေးရတာမျိုးတွေတခါတည်းကျတော့ဟိုသူများဘက်ကတွေးရတာမျိုးဒါနဲ့ပတ်သက်လို့ကျွန်တော်ကဟိုအဖြစ်ပြက်ကလေးတစ်ခုပေါ့နော်တခါတော့လူတယောက်ကရန်ကုန်ကနေပြီးတော့ပဲခူးကားမောင်းသွားတော့ထောက်ကြံရောက်တော့ကားဂိတ်မှာကိုပြောင်းမှာမိုးလေးကဖွဲရွာနဲ့လူ3ယောက်ကားဆောင်နေတဲ့ခါကျတော့ तू ကအဲ့ဒီ3ယောက်နာကိုကြည့်လိုက်တဲ့ခါကျတော့ကားမရောက်နဲ့ကြည့်တော့အဲ့3ယောက်ကတယောက်ကအဖွားကြီးတယောက်ကသူနဲ့ရွယ်သူမျိုးသမီးသူနဲ့ရွယ်သူအမျိုးသားတယောက်အငားကပြီးတော့ကြည့်လိုက်တဲ့ခါကျတော့တယောက်ကအသက်80ကျော်နေတဲ့အဖွားကြီးကျမ်းမာရေးချိုးတဲ့နောက်တယောက်ကမိဘသဘောမတူလို့ကွဲသွားတယ်သူနဲ့ငယ်ချစ်ဦးလေးအနည်းနဲ့လှလှသူရှားနေတာအခုမှတွေ့နောက်တယောက်ကတော့သူ့တငယ်ချင်းသူဆင်းရဲဒုက္ခရောက်တော့ငွေကြီးကူညီပြီးတော့အိမ်ပြောင်းတဲ့အခါမှာသူ့ကားနဲ့လိုက်မောင်းပို့ထားတဲ့တငယ်ချင်းဒါမှမဟုတ်သူမောင်းလာတဲ့ကားပြိုင်ကားလေးဖြစ်နောက်မှဖင်တိုင်ကုန်မပါဘူးဘေးမှာတခုံပဲပါအဲ့ဒီ3ယောက်မှာသူကတယောက်ကိုပဲတင်သွားလို့ရ3ယောက်စလုံးတင်လို့မရဘလို့ကိုတင်မလဲအဖွားကြီးကိုတင်သွားမယ်ဆိုလို့ရှိရင်တော့သူကလူမှုရေးသိတတ်တယ်လို့သူငယ်ကြီးသားလေးကိုတင်သွားမယ်ဆိုရင်တော့ပြောစရာဖြစ်သူတငယ်ချင်းကိုတင်သွားမယ်ဆိုရင်လည်းအဖွားကြီးကိုလူမှုရေးမသိတတ်ရရောက်အဲ့တော့ကျွန်တော်တပည့်တွေကျွန်တော်ဒီလိုမေးကြည့်လိုက်မင်းတို့သာဆိုရင်ဘယ်လိုလုပ်တကောင်ပြောတယ်ကျွန်တော်ဘဝမှာအချစ်ဘဝပဲတဲ့ဘဝအချစ်ပဲအချစ်မရှိရင်ဘဝသေတာနဲ့အတူတူပဲတဲ့ကျွန်တော်တော့အချစ်ကိုကူးရတယ်ဒါကြောင့်မလို့မိဘသမောမတူလို့ကွဲသွားတဲ့အနှစ်နေရကျွန်တော်ရည်သားလေးကိုကျွန်တော်ထားမဖြစ်နိုင်ဘူးတဲ့ကျွန်တော်ရှင်းပဲတဲ့ကျွန်တော်ရည်သားလေးကျွန်တော်တင်ခေါ်ပါမယ်ဒါပဲအေးမင်းရှုတော့မင်းအမြင်တော့မစိုးဘူးပေါ့နော်တယောက်ကြတော့ကျွန်တော်ကတဲ့အများကျိုးဆောင်ခြင်းနဲ့ပရိဟိတစိတ်ရှိတယ်ကျွန်တော်သာဆိုရင်အသက်80အဖွားကြီးကိုကျွန်တော်မထားခဲ့နိုင်ဘူးလူအသက်တစ်ချောင်းအရေးကြီးတယ်ကျွန်တော်ဒီဖွားကြီးကိုစေကန်းစေးကိုအမြန်ပို့မှဖြစ်မှာကျွန်တော်ဒီဖွားကြီးရဲ့အသက်ကိုကယ်ရတာဒါလူသားတိုင်းနဲ့တောင်းမယ်ကျွန်တော်ဒီဖွားကြီးကိုတည်သွားမယ်နောက်တစ်ယောက်ကကျွန်တော်ကတော့တငယ်ချင်းကိုချစ်တယ်တဲ့ဘဝမှာတငယ်ချင်းလောက်ကောင်းတဲ့အပေါင်းဖော်ဆိုတာမရှိဘူးတဲ့တငယ်ချင်းသာလည်းအကောင်းဆုံးဖြစ်တယ်ဒါကြောင့်ကျွန်တော်တငယ်ချင်းကိုမစွန့်လို့နိုင်ဘူးကျွန်တော်တငယ်ချင်းကိုတင်ခေါ်ပါမယ်အေးမင်းတို့အတွေ့ခေါ်တော့မင်းတို့မဆိုဘူးတယောက်ကတော့ဘာလုပ်လဲကျွန်တော်သာဆိုရင်တဲ့ကျွန်တော်ကားလေးမောင်းသွားမယ်သူတို့နားရောက်တဲ့အခါကားကြီးရပ်မယ်တော်လေးကိုဆွဲနှုတ်မယ်ပြီးရင်အဲ့တော်လေးကိုကျွန်တော်ယူသွားမယ်ပြီးတော့ကျွန်တော်တငယ်ချင်းရဲ့ဒီကားတော်လေးယူသွားပြီးတော့နာမကျန်းဖြစ်နေတဲ့အဖွားကြီးမင်းစေကန်းပို့လိုက်ပါကွာငါတော့ဒီမှာအနစ်နာခံပြီးနေလိုက်ပါတော့မယ်သူကတော့ဒီလိုဖြည့်ရှင်းမယ်တဲ့အဲ့တော့သူတို့ဖြည့်ရှင်းနည်းကိုပြန်ကြည့်လိုက်တဲ့အခါတယောက်ကတော့ကိုယ်တိုင်ရဖြည့်ရှင်းတယ်ဘယ်သူမှန်လဲဘယ်သူ့ကိုအတူယူရမှာဘလူအားကြတကယ်တော့လူတိုင်းကိုယ်မှာရှိတဲ့အသိဉာဏ်လေးနဲ့ကိုမှန်တယ်ကိုကောင်းတယ်ထင်တာကိုဘာသာကိုဆုံးဖြတ်လောက်ကင်တဲ့သူကြီးပဲအဲ့တော့ဘယ်သူ့ကိုမှမှန်တယ်လို့လည်းမပြောတာဘယ်သူ့ကိုမှမှားတယ်လို့လည်းမပြောတာသို့တော်လေwin-win theory ရာကိုလည်းမနစ်နာသူတို့ဘာလဲအကျိုးရှိစေတယ်နောက်ဆုံးတငယ်ချင်းရဲ့ဖြည့်ရှင်းနည်းကိုတော့ကျွန်တော်တို့အတူယူတိုက်တယ်ဆိုရင်လက်ခံမလားဒါ win-win theory ပဲနော်ဒါနဲ့ပတ်သက်လို့ကျွန်တော်အတွေးခေါ်လေးတောင်ပြောင်းတွေးလေးပေါ့နော်တောင်ပြောင်းတွေးလေးကဘာလဲဆိုတော့တခါလေကျွန်တော်တို့တောင်းကနေတွေးနေတဲ့အတွေးတွေကတမျိုးကြတယ်ဖြည့်ပြီးတော့mindset ဖြစ်စိတ်တွေကဆွဲပြီးတော့ဒီအတွေးကလုံမြောက်အောင်မတွေးနိုင်တော့တခါကျသူများတောင်းကနေလှည့်ပြီးတွေးရတာရှိအဲ့ဒီသူများတောင်းကတွေးရတဲ့အတွေးလေးတစ်ခုကျွန်တော်ပြောခြင်းတ
တခါတော့တစ်ခုတ်သမားတယောက်ရှိအဲ့တစ်ခုတ်သမားတယောက်ကြားဘူးမှာပါနော်မြစ်ကမ်းမှာတစ်ခုတ်ပစင်ကလွတ်ကြသွားမြစ်ထဲကျသွားအဲ့တော့မြစ်ဆောင်နာမင်းကိုအကူကြီးတောင်းတယ်သူကတမန်အာဇီဝနဲ့စီးပွားရှာတဲ့သူဖြစ်တဲ့အတွက်မြစ်ဆောင်နာမင်းကသူ့ကိုကူညီရဒါကတော့တမန်အာဇီဝနဲ့ရှာတဲ့အတွက်ကူညီရမှာပဲဆိုတခါလဲသူကဘာလုပ်ပေးလဲဆိုကောင်းပြီငါမင်းကိုကူညီမယ်ရော့ဒါမင်းကပစင်လားရွှေပစင်ပြတယ် no မဟုတ်ဘူးငွေပစင်ပြတယ်မဟုတ်ပါဘူးကျွန်တော်ဒါမင်းတန်မစင်လားဟုတ်ပါတယ်ဒါကျွန်တော်တန်မစင်အေးမင်းရိုးသားတယ်ဆိုတော့တခါလဲသုံးခုစလုံးပေးလိုက်ဒါကျွန်တော်တို့မူလာရန်ဖတ်စာထဲမှာပါတဲ့ပုံမြင်ဒါကိုအင်တာနက်မှာတောင်ပြောင်းတွေးထားတာလေးကိုကျွန်တော်ဖတ်မိတော့မပြီးသေးဘူးတခုတ်သမားအိမ်ပြန်သွားတယ်မိမကိုပြောဟာမိမကြီးငါတို့ဒီမှာရွှေတုံးကြီးရခဲ့ပြီငွေတုံးကြီးရခဲ့ပြီမိမလည်းခြေချင်းလောက်ရမလားလက်စွပ်လောက်ရမလားဆွဲကြိုးလောက်ရမလားစိတ်ကူးတွေရင်းတာဒါနဲ့မိမပြီးထုံးစံနဲ့သူကတခါလဲဆက်စုတာတော်ဘသူကတော့ပေးလိုက်တာလေမြစ်ဆောင်နာမင်းလားဘာဖြစ်လို့ပေးလိုက်တာလဲမြစ်ဆောင်နာမင်းတော့ဘယ်လိုပြောလို့လဲမြစ်ဆောင်နာမင်းကဘာလို့ပေါ်လာတာဘယ်လိုပြောတာဟာရှုပ်ချက်ကတော်မင်းကမရှင်းပြတော့မင်းလိုက်ခဲ့ဆိုပြီးတော့တခါလဲသူမိမကိုအခင်းဖြစ်တဲ့နေရာခေါ်သွားလူဟာပြောနေလို့ရှိရင်အပေါ်မော့ကြည့်တယ်အောက်ငုံမကြည့်ဘူးအဲ့ဒါနဲ့မိမပြောပြီးတော့ဒန်တီတီဟေးဟေးဒန်တီတီဟေးဆိုတခါပြောပြီးတော့သွားမြစ်ကမ်းဆောင်အပေါ်မော့သွားတော့တခါလဲအောက်မှာကဘားစုံတက်နေပြီပလုံဆိုမြေတက်ပြုတ်ကြတော့ဟာပြုတ်လဲကြရောတစ်ခုတ်သမားပြာသွားဟာဒုက္ခပါပဲငါမိမဝါဝမဲမဲကြီးမြေထက်ပြုတ်ကြသွားပြီသူမရှိရင်တော့ငါတော့ဒုက္ခပဲမနေ့စာအောင်နေ့စာအောင်ညစာအောင်ငါ့ကြီးရဲ့အဲ့တော့ဒီမှာဝါဝမိမယုံငါမြေဆောင်နာမည်အကူကြီးတောင်းမယ်ဆိုတော့မြေဆောင်နာမည်ကျွန်တော်ကူညီပါအောင်ကျွန်တော်ငယ်ပေါင်းမိမဝါဝမဲမဲကြီးမြေထက်ကြသွားပြီကူညီပါအောင်ဆိုအေးကွာမင်းသမအာဇီဝနဲ့လောက်ကင်စားတဲ့ကောင်ဆိုတော့ငါဒီခါတော့ကူညီအောင်မှာပေါ့ကွာအဲ့ဒါနဲ့ခါလဲမြေဆောင်နာမည်ကမြေထက်ငုတ်ပြီဒါမင်းမလားသက်မုံမင်းဖြစ်အဲ့တော့တစ်ခုတ်သမားသေချာကြည့်ပြီးတော့ဟုတ်ပါတယ်တဲ့ဟာမင်းကွာရွှေနဲ့တော့မင်းယူသားတယ်ငွေနဲ့တော့ယူသားတယ်မင်းမိမနဲ့ကြလုံးဝမယူသားဘူးတော်ပြီမင်းကအဖက်မလုပ်တော့တော်ပြီမင်းကစကားမပြောနဲ့တော့မဟုတ်ပါဘူးမြေဆောင်နဲ့မင်းကျွန်တော်ရှင်းပြတာလေးနားထောင်ပါဦးကဲပြောမြန်ပြောဒီလိုပါတဲ့ကျွန်တော်မဟုတ်ဘူးပြောရင်တဲ့မြေဆောင်နာမည်ကထန့်ငုံဦးမယ်တဲ့ပြီးတော့ပြအောင်မယ်တဲ့မိုးတွေကိုဖြစ်နေဦးမယ်ကျွန်တော်မဟုတ်ဘူးပြောလိုက်မယ်တဲ့ထန့်ငုံဦးမယ်တဲ့အဲ့ကကြတော့မှဆွဲထုတ်တော့ကျွန်တော်မိမဝေါမဲမဲကြီးပြမယ်အဲ့ကြမှာဟုတ်ပါတယ်ဒါကျွန်တော်မိမဘာလို့ပြောရင်တဲ့မင်းယူသားတဲ့၃ယောက်စလုံးယူဆိုကျွန်တော်လုံးမကျွေးနိုင်လို့ပါအဲ့တော့ကျွန်တော်လည်းတခါလဲအစဉ်ပြေသွားအောင်မြေဆောင်နာမင်းနဲ့အလုံးမရှိအောင်ကျွန်တော်တခါတည်းပြောလိုက်တာပါတဲ့ခွင့်လို့ပါတောင်မြောင်းတွေးလိတခါတော့လည်းဒီလိုပဲပွဲစိတ်နဲ့နှံကောင်ကြားဘူးလိမ့်မယ်သူငယ်တန်းဖတ်စာပုံပြင်မှာပွဲစိတ်ကပြောတယ်နှံကောင်နဲ့မင်းမိုးရင်းစာရှာထားတော့တဲ့မိုးရင်မိုးရွံတော့အစာရှာလို့မရဘူးတဲ့မင်းဒုက္ခငတ်သွားမယ်တဲ့အဲ့ကြငါးစီမလားတဲ့ငါမင်းကိုလုံးဝမပေးဘူးတဲ့နှံကောင်ကလက်မခံဒီလိုပဲသူကသူဂလေရိုက်မိုးရွာလဲရွာရောစားကြရမရှိဘူးပွဲစိတ်ကတော့ပွဲစိတ်ကသူ့ပြောထားတဲ့သဘောထားအတိုင်းပဲနှင်ထုတ်လိုက်အဲ့ဒါနဲ့သူငယ်တန်းဖတ်ကမှာတော့ဒီမှာရင်ပြီးသွားတယ်နှံကောင်ကဒုက္ခရောက်ပြီးတော့မိုးရွာထဲမှာဒုက္ခရောက်သွားတာဒါမှနဲ့မပြီးဘူးတောင်မြောင်းတွေးလေးမှာတော့သူကနှံကောင်ဘယ်သွားလဲဆိုတော့တလိษံကူညီဆောက်ရှောက်ရေးအင်းကြီးသွားတိုင်နေဗျာဥက္ကရာကြီးခင်ဗျာမိုးရင်းတော့ကျွန်တော်ကခြေထောက်နားနေလို့ကျွန်တော်အမေကနေမကောင်းလို့ကျွန်တော်ကပြုစုဆောက်ရှောက်နေရတော့အစာမရှာနိုင်ဘူးဒါကြောင့်ကျွန်တော်မိုးရင်းစာမရှိဘူးကျွန်တော်ကအဲ့ဒါကြောင့်တလိษံချင်းရိုင်းပေးမလားလို့ဆိုပြီးတော့ကျွန်တော်ပွဲစစ်ကိုသွားအကူညီတောင်းတယ်ပွဲစစ်ဆိုတဲ့ကောင်တလိษံချင်းရိုင်းမင်းကူညီလုံးဝမရှိဘူးတလိษံချင်းလုံးဝမရှိဘူးဒီကောင်ကျွန်တော်မောင်းထုတ်ပြလိုက်အဲ့တော့လူချင်းမင်းတို့အသင်ကကျွန်တော်ကူညီဆောက်ရှောက်ကြပါဦးကျွန်တော်စားတော့မယ်ဖြစ်နေပါပြီဆိုအဲ့တော့မှတခါလေကူညီဆောက်ရှောက်ရေးအသင်ကသတင်းစာ conference ခေါ်လိုက်ဂျာနယ်တွေခေါ်သတင်းစာတွေခေါ်အကုန်လားအဲ့တော့မှတခါလေနှံကောင်ပလီစီ60ရှောက်ပြောသတင်းစာတွေကရေးဂျာနယ်တွေကရေးလိုက်တဲ့ခါကျတော့ဟာအဲ့ဒီနှံကောင်ဝိုင်းပြီးသနာပြီးတော့နှံကောင်ကူညီဆောက်ရှောက်ရေးအသင်ကြီးထူထောင်သေးတယ်ဆိုသတင်းစာတွေရေးဟာတခါလေသတင်းစာလောကကြီးတစ်ခုလုံးဒေါ်လာတွေလှမ်းထည့်လိုက်တာနှံကောင်တန်းကျွတ်တတိဖြစ်သွားဟိုကောင်ပွဲစိတ်တလိษံစိတ်လုံးဝမရှိဘူး
တလိษံချင်းရိုင်းမင်းကုညီစိတ်မရှိဒီလိုကောင်မျိုးတလိษံလောကမှာမရှိသေးဘူးဒါဒီကောင်ခဲနဲ့သွားပေါက်မှာဆိုခဲနဲ့သွားပေါက်တော့ပွဲစိတ်ကမိုးရေထဲမှာလမ်းပေါ်ထွက်ပြေးရတယ်တဲ့အိမ်လည်းပြိုသွားဒီပုံပြင်လေးကိုကျွန်တော်ကဒီမှာရက်လိုက်ရင်မကောင်းတဲ့ကောင်ကောင်းစားပြီးတော့ကောင်းတဲ့ကောင်ဒုက္ခရောက်တယ်လို့ဖြစ်သွားမှာပေါ့အဲ့တော့ကျွန်တော်ထပ်ပြီးတော့ဆက်ပြရစီအဲ့လိုဖြစ်တဲ့အခါကျတော့ပွဲစိတ်လောကတစ်ခုလုံးဒီတဲ့ကပြန့်နှံ့တော့အဲ့လိုပြန့်လဲပြန့်နှံ့တော့နိုင်ငံသားပြန်ပွဲစိတ်ကကြားသွားအဲ့နိုင်ငံသားပြန်ပွဲစိတ်ကနိုင်ငံသားပြန်လာတဲ့ကောင်ရဲ့ချောကလက်ထဲကတော့ဘောင်းမီအိတ်ထဲအင်ကြီးအိတ်ထဲပါလာဒီကောင်နိုင်ငံတကာရောက်လာတော့ဒီကောင်အတွေ့အကြုံရှိသွားတိသွားဟာဒါတို့မီဒီယာနဲ့တိုက်တာကွာမီဒီယာကိုမီဒီယာနဲ့ပြန်တိုက်ရမယ်အဲ့တော့သတင်းစာရှင်းလင်းပွဲပြန်ခေါ်တယ်ခါတဲ့သတင်းတောက်တွေတခါတဲ့ channel တွေပြန်ခေါ်လူချင်းမင်းတို့ခင်ဗျာလူချင်းမင်းတို့ခုနနှံကောင်ထူထောင်ရေးသင်ကြီးလှုပ်လိုက်ပြီးတော့တလိษံစိတ်မရှိဘူးဆိုပြီးတော့ပွဲစိတ်ကိုနှင်ထုတ်လိုက်တဲ့အတွက်ပွဲစိတ်ကဒုက္ခရောက်နေဒီလိုမဟုတ်ပါဘူးဖြစ်မှာတကယ်တော့ပွဲစိတ်ဆိုတဲ့ကောင်တွေကဘဝစတွေကသေတဲ့အထိတကုတ်ကုတ်ဘာစည်းစိမ်မှဘာအရသာမှမခံမဲ့သေသွားတဲ့ကောင်မျိုးတွေပါမယုံရင်လိုက်ကြည့်ပါဒါပွဲစိတ်တွေဆိုပွဲစိတ်တွေအလုံးလုံးတဲ့နေရာသွားပြတတလုံးအလုံးလုံးပြီးသေသွားတဲ့ကောင်နှံကောင်ဆိုတာဒီလိုကောင်မျိုးပါဘာလုံးမှမလုပ်ဘဲနဲ့ရှောက်ပြီးတော့ကလေးရိုက်ပြီးတော့တချင်းစုံနေတဲ့ကောင်အဲ့တော့အလုံးမလုံးပဲကောင်ကဒုက္ခရောက်တာမဆမ်းပါဘူးအလုံးလုံးပြီးတော့ဒုက္ခရောက်တယ်ဆိုရင်တော့ဒါဟာတရားနိလန်ကြပါသလားခင်ဗျာဟာဟုတ်တယ်ကျွန်တော်တို့မှားသွားပြီဒါကြောင့်ကျွန်တော်တို့ပြန်ပြီးတော့တောင်းပန်ပါတယ် OS ကိုလည်းကျွန်တော်တို့ဝင်ချတောင်းပန်ပါတယ်သူ့ကိုကျွန်တော်အိမ်ပြန်ဆောက်ပေးလိုက်နှံကောင်ထူထောင်ရေးသိင်းကြီးတော့ဖျက်သိမ်းလိုက်ပါမယ်ဒီရမုံတွေလည်းကျွန်တော်တို့အကျိုးရှိတဲ့တင်နေရာကိုသုံးလိုက်ပါမယ်ဆိုပြီးတော့ပြန်ဖြေရှင်းလိုက်တယ်တောင်းပြောင်းတွေးလေးကျွန်တော်တို့ကတခါတခါကိုတောင်းအောင်မဟုတ်ဘဲနဲ့သူများရှုတောင်းအောင်တွေးတတ်အောင်လဲကျွန်တော်တို့တွေးရတခါကျတော့တကွက်ကြော်အတွေးတကွက်ကိုကြော်တွေးရကျွန်တော်အခုတကွက်ခြံပြီးပြောခဲ့ဒါပေမဲ့အဲ့တကွက်ခြံတာကိုကြိုပြီးတော့ကိုတွေးတတ်မယ်ဆိုရင်တော့ရည်ကျင်စိတ်ဖြစ်သွားလိမ့်မယ်မတွေးမိရင်တော့ဘာပြောမှမသိဖြစ်လေတခါတော့မိုက်ကယ်နဲ့ဂျော်နီတငယ်ချင်းနှစ်ယောက်ရှိဂျော်နီကပြောတယ်မိုက်ကယ်တဲ့ငါတို့စားပေါက်တစ်ခုတွေ့ပြီကွာဟာပါလဲတဲ့မင်းနဲ့လူကြီးတွေတွေ့ရင်လည်းလှုပ်ဝက်ချက်ကိုသိပြီလို့ပြောလိုက်တယ်အမေစားပြီတဲ့ဟာဟုတ်ရလားကွာဟာသိကြတယ်ငါဒီရင်တို့စားနေတာကြာပြီမင်းမျိုးစမ်းကြည့်လိုက်အဲ့ဒါနဲ့မိုက်ကယ်တခါလဲသဘောကြီးကြာပြီငါစမ်းကြည့်မယ်တဲ့အဲ့ကောင်အိမ်ပြန်လာအိမ်လည်းပြန်ဘလူကိုပထမဆုံးတွေ့အမေကိုတွေ့တယ်အမေမိဖို့ကြောင့်တော့အလုပ်လုပ်ဟာအမေတဲ့အမေရဲ့လှုပ်ဝက်ချက်ကိုကျွန်တော်သိပြီတဲ့ဟာမင်းဖေမသိသေးနဲ့ရောဒေါ်လာ20မုံဘိုးယူသွားဟာအမေမုံဘိုးတောင်းလို့ရှိရင်ဒေါ်လာပေးရင်တော့မှတခါတည်းဘာလို့ဖို့လဲဘာလို့မှလဲပါ$9လောက်ပေးရင်လက်တွေတုံးနေတာအခုလှုပ်ဝက်ချက်ကိုသိပြီလို့ပြောလိုက်တာနဲ့ဒေါ်လာ20ပက်ကနေထုတ်ပေးလိုက်တာဟာတဲဟန်ကြပါလားလှုပ်ဝက်ချက်ကိုသိပြီဆိုတော့တဲဟုတ်ပါလားပျော်သွားတယ်သူအဲ့လိုစမ်းသပ်ချင်တယ်ဘလို့စမ်းသပ်ရမလဲသူဒါလေးစမ်းသပ်ချင်အဲ့ဒါနဲ့ည8နာရီကျတော့အဖေကပြန်လာသူအိမ်ထဲတော့ဝင်မခံဘူးအိမ်ဝက်မှလည်းသွားစမ်းသပ်တယ်အဖေတဲ့အဖေကလှုပ်ဝက်ချက်ကိုကျွန်တော်သိပြီတဲ့ဟာမင်းမသိစိမ့်နဲ့မင်းငါ့ကိုမော်တော်ဆိုင်ကယ်ပူဇာထားလေလေနေ့မှကျငါဝယ်ပေးမယ်ဟာအဖေကအဲ့မော်တော်ဆိုင်ကယ်ပူဇာထားတနေ့ရှိပြီပူဇာလိုက်တဲ့ခါကျတော့ဒီကောင်မော်တော်ဆိုင်ကယ်နဲ့ရှောက်လဲနေမယ်တော့ကြရဲစခန်းရောက်မယ်ဆေးရုံရောက်မယ်စားလဲဖတ်မှာမဟုတ်တငယ်ချင်းတွေရှောက်လေမယ်တော်ပြီမဝယ်ပေးဘူးဆိုတော့အဖေညင်းခဲ့တာတစ်တောင်ကြာပြီအခုဒီလျှို့ဝှက်ချက်ကိုသိပြီဆိုတာလေးနဲ့အဖေကငါ့ကိုချက်ချင်းဝယ်ပေးမယ်ပြောပါလားဟာတဲဟန်ကြပါလားဒီလျှို့ဝှက်ချက်ကိုသိပြီဆိုတော့တဲစားပါလားအဲ့ဒါစမ်းသပ်ခြင်းနဲ့အဲ့လိုတော့မပြောဘူးနောက်နေ့နဲ့မိုးလင်းတော့သူဘလို့စမ်းသပ်မလဲရှောက်အောင်ပြီးကြည့်တဲ့ခါကျတော့သူတို့တွေကအမြဲဝင်နေကြအထွက်နေကြပိုစမိုင်းကြီးကလာပါလေရောအဲ့ဒီပိုစမိုင်းနဲ့တွေ့ရောတခါလဲပိုစမိုင်းကြီးကိုသူပြေးသွားတယ်ပိုစမိုင်းတဲ့လှုပ်ဝက်ချက်ကိုကျွန်တော်သိပြီတဲ့ဟာပိုစမိုင်းကမျက်စိမျက်နှာပြတ်သွားပြီခလေးရှိမှဒူးတောက်ထိုင်ချပြီခလေးပခုံးလေးကိုကန်ခလေးရဲ့မင်းကလေတဲ့ဦးရဲ့လှုပ်ဝက်ချက်ကိုသိပြီဆိုတော့ကွာတဲ့မထူတော့ပါဘူးဦးကိုဖေလို့ပဲခေါ်လိုက်ပါကွာအဲ့တော့ဒါကတကွက်ကျော်ပေါ့နော်ဒါလေးကတကွက်ကျွန်တော်ခြံပြီးပြောလိုက်ဒါပေမဲ့ဒီမှာ2ကွက်ကျော်3ကွက်ကျော်တွေကအချိန်မရှိလို့ကျွန်တော်မပြောတော့
တခါတလေကြတော့ကျွန်တော်တို့ကဒီလိုပါလေအင်တာနက်မှာတွေးလို့မရတဲ့အမျိုးတွေလည်းတွေ့အင်တာနက်မှာကျွန်တော်ဒါလေးတစ်ခုဖတ်ပြီးခုတည်းကြီးတွေးလို့မရအဲ့တော့ကျွန်တော်တွေးလို့မရတာလေးကျွန်တော်လက်ဆင့်ကမ်းပေးခဲ့ခြင်းတွေးကြည့်တာသမားतू ကမျှတာပါလေယောက်ျားတွေမိန်းမတွေအကြောင်း तू ကမျှတာပြောပါကျွန်တော်ပပပြည်တဲ့တော့မဆိုင်ပါဘူးเนาะအထူးသဖြင့်ကြောက်ပြောင်းနဲ့ဆိုလုံးဝမဆိုင်နိုင်ငံခြားเนาะသူတို့နိုင်ငံခြားပြဿနာယောက်ျားတစ်ယောက်ဟာတဲ့အသက်20အရွယ်မှာတဲ့အုံသီးတစ်လုံးနဲ့တူတယ်တဲ့အလုံးကြီးကတော့ကြီးတယ်တဲ့အဆန်လေးကသီးသလီတဲ့ဘာပြောမှမသိအလုံးကြီးတာနဲ့အဆန်သေးတာနဲ့ဘာပြောမှမသိအသက်30အရွယ်ရောက်တဲ့ခါမှာတဲ့အဲ့ဒီယောက်ျားဒွင်းသီးနဲ့တူသွားပြီတဲ့အပြင်မှာစူးတွေတော့ရှိတယ်တဲ့ဒါပေမဲ့အထဲမှာခြုံမြနေတဲ့အမွှာတွေကစားကောင်းတယ်ရှိတယ်တဲ့ဒါကြောင့်ယောက်ျားတစ်ယောက်ဟာအသက်30ရွယ်မှာဒူရင်သီးနဲ့တူတယ်ယောက်ျားတစ်ယောက်ကတဲ့အသက်40ရွယ်မှာဖျဲသီးနဲ့တူတယ်တဲ့လုံးဝိုင်းပြီးတော့ခြုံမြနေတော့တာပဲဘာပြောမှမသိကျွန်တော်ထင်တာတော့အသက်40မှာယောက်ျားတစ်ယောက်ဟာအလုပ်အကိုင်ပညာတွေပြည့်စုံအသားကျသွားပြီအဲ့ဒီချိန်ကသူ့ဘဝအတွက်အကောင်းဆုံးချိန်ပဲအဲ့လိုအချိန်မျိုးကယောက်ျားကိုယူသင့်တယ်ဒါများပြောသလားပေါ့မသိဘူးကျွန်တော်လည်းတွေးတော့ပဲအသက်50ရောက်တဲ့ခါမှာတဲ့အဲ့ဒီယောက်ျားတစ်ယောက်လိန်မော်သီးတစ်လုံးနဲ့တူသွားတယ်တဲ့တနည်းမှာတစ်ချိန်ပဲတီးတော့တယ်တဲ့တီးတဲ့ခါမှာလည်းမချို့မချီကြီးနဲ့ဘာပြောမှမသိယောက်ျားတစ်ယောက်ဟာတဲ့အသက်60အရွယ်ရောက်တော့တဲ့စပြက်သီးကြောက်ကြီးနဲ့တူသွားပြီတဲ့သူ့တော့တဲ့မိဖို့ကြောင့်လည်းပဲရေခဲတစ်တာလည်းပဲထားတော့တယ်ညတ်တာပါလေသူမိန်းကလေးတွေပြောတယ်မိန်းကလေးတယောက်ဟာတဲ့အသက်16နှစ်အရွယ်မှာတဲ့ဘောလုံးတစ်လုံးနဲ့တူတယ်တဲ့သူ့နောက်မှာတဲ့လူ22ယောက်အသေးအတန်လိုက်နေတော့တာပဲအသက်28နှစ်အရွယ်လဲရောက်ဟောတဲ့သူဟာဗော်လီဘောဖြစ်သွားရှာတယ်သူ့နောက်မှာ12ယောက်ပဲကြံတော့တယ်အသက်38နှစ်လဲရောက်ဟောတဲ့သူဟာကောက်သီးဘောလုံးဖြစ်သွားရှာတယ်သူ့နောက်မှာတယောက်ပဲရှိတော့တယ်အဲ့ဒီတယောက်ကလည်းအဖိုးကြီးဖြစ်နေတယ်အဲ့ဒီအဖိုးကြီးကသူ့ကိုနာနဲ့ဝေးရောက်ရိုက်တော့တာပဲအသက်38နှစ်ရောက်တဲ့ကျန်အသက်48နှစ်လဲရောက်ဟောတဲ့အဲ့ဒီမိန်းမပိန်ပေါင်ဘောလုံးဖြစ်သွားရှာတယ်ယောက်ျား2ယောက်ဟာတဲ့သူ့ဘက်ကိုယ်ဘက်ရောက်မှာဆိုလို့အသေးအတန်ပုတ်ထုတ်နေတော့တာပဲအသက်58နှစ်အရွယ်ရောက်တော့တဲ့ဒါတော့ထဲ့မပြောတော့မပါတော့နော်ဘာဖြစ်သွားမှမသိတော့အဲ့တော့ဒါလေးတွေတွေးစရာလေးတွေပေါ့နော်ကိုတွေးပြီးတော့စဉ်းစားရတာလေးပျော်တတ်တဲ့လူဆိုတော့ဒီအတွေးလေးတွေဟာလှပါတယ်အဲ့တော့ကျွန်တော်ဒီကနေ့ပြောချင်တာကတော့စာဖတ်ပါတွေးပါဒီထဲမှာကျွန်တော်နောက်ဆုံးဏီကုန်းချုပ်ကြပြလေးတစ်ပုဒ်နဲ့ဏီကုန်းချုပ်ပြီးလက်ဆောင်ပေးခဲ့ကြပါတယ်ဒီကြပြလေးကတော့သူကလောကကြီးမှာကျွန်တော်တို့တွေကရောက်လာတဲ့တခါစီးပွားတွေရှာကိုယ်တက်လန်းနေမျောလင်းချက်တွေရှာရုံရှာနေကြတာတခါလေးကကိုရှာနေတာဘာတစ်ခုမှမရတခါကြီးချီရအောင်မတွေ့ဘူးဒါပေမဲ့စိတ်ပြက်ပြီးတော့ကိုယ့်ဘဝကိုပြန်မသွားနဲ့တခုခုတော့ရအောင်ယူပြီးတော့မှပြန်မှာဆိုတဲ့အတွေးမြင်လေးပေးထားတဲ့ကြပြဆရာတယောက်ကကြပြလေးတစ်ပုဒ်ကျွန်တော်ရွတ်ပြတဏီကုံယုံရှာခြေရမြမတွေ့ယုံမမိတာကြောင့်ကြုံမိကြုံရာခူးပြုတ်ချက်စုဖို့ရဲ့တပွေကျွန်တော်တို့တွေကယုံရှာတယ်ထို့တူပဲယုံလို့ပဲမျောလင်းချက်တွေငွေကြေးတွေအောင်မြင်မှုတွေစီးပွားတွေရှာကြတခါကြဘာမှရှာလို့မရဒါပေမဲ့အလဟတ်တော့အိမ်မပြန်ပါနဲ့ဘယ်ကလာမှမသိပဲဘယ်ကိုပြန်မှမသိပဲနဲ့အပြန်မှာတော့ကောင်းမှုကုသိုလ်တွေကိုယ်နဲ့အတူယူသွားနိုင်အောင်ကြိုးစားကြပါကုသိုလ်ကောင်းမှုတွေကိုယ်နဲ့ပါသွားအောင်တတိရှိရှိနဲ့ယူတတ်ကြပါစေကိုယ့်ဘဝကိုတိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းအောင်ဖန်တီးနိုင်ကြပါစေစာများများဖတ်ပြီးတွေးတတ်ခေါ်တတ်ပြီးတော့လူတွေကိုကောင်းကျိုးပြုနိုင်တဲ့သူတွေကြောက်ကြောင်ရဲ့ဂုဏ်ကိုမြင့်တင်နိုင်တဲ့သူတွေဖြစ်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်ညီကုန်းချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်